မင်္ဂလာပါခင်ဗျာတော်လန်ရေးထောက်ဖို့ညီကုံနမအားလုံးသိရှိစေရန်မို့ရဲဘော်ကိုရန်တောင်းတဲ့ဗီဒီယိုပိုင်းကလေးလေးကိုရဲဘော်မပေးလို့သူတောင်းတဲ့ဗီဒီယိုပိုင်းကလေးကိုရဲဘော်မပေးချင်သူနဲ့ရဲဘော်နဲ့မတည့်ဘူးဆိုတဲ့ဥစ္စာကိုသူပြောထားတာကိုအဲ့ဒါကိုတော်လန်ရေးလုပ်နေတဲ့ညီကုံနမတွေတည်အောင်ရဲဘော်အခုတော့ချပြတော့ပါမယ်ရင်တော့ချမပြဘူးဆိုတာတော့ဒါတော်လန်ရေးညီကုံနမတယောက်ဆုံးရှုံးမှဆိုလို့ဒါပေမဲ့အခုသူတတိမမှန်တော့လို့ရဲဘော်ချပြတော့မှာပါသူပြောတာလေးကိုအရင်ဆုံးနားထောင်ပြီးမှရဲဘော်ဘာအကြောင်းဆိုတာရဲဘော်ချပြပေးမယ်နော်သူပြောတာလေးကိုအရင်ဆုံးနားထောင်ကြည့်လိုက်နော်ရတယ်အဲ့ဒီမှာကျွန်တော်က3,500အမြဲတမ်းကျွန်တော်ဝင်ရတယ်အဲ့ကျန်တဲ့လူတွေရောကျွန်တော်ကလုံးလိုက်စမှာကျွန်တော်ဘယ်လိုပြောဆိုသူ့ကိုကျွန်တော်မချက်တဲ့တစ်ခုရှိတယ်ပါတစ်ခုရှိတယ်ဆိုတော့ကျွန်တော်ကသူ့ခေါ်တယ်ညီလေးအကိုကိုဒီဩတာပေါ်ပါလဲကွန်မြူမတန်လားကွန်မြူမတန်ပြီးတဲ့ပြင်ကိုကမရအောင်တော့အကွာတည်းဟောသွားတဲ့အတွက်အကိုမှဝင်းရမကြီးကိုမဆိုတာကအဖွဲစည်းနဲ့သွားတာမဟုတ်တဲ့အတွက်ကိုကိုဗီဒီယိုကလစ်ပေးပါဆိုတော့အဲ့ဒီခုတော့မကြိုက်တာသူမကြိုက်တဲ့အရင်ချောင်းတော့အဲ့ဒီခုမကြိုက်ဘူးမကြိုက်တဲ့အတွက်မကြိုက်လည်းမရဘူးကျွန်တော်ပြောတာကိုဝီယန်တောင်းနဲ့အဲ့ဗီဒီယိုပိုင်းကလစ်ကိုရဲဘော်ပေးတင်လားမပေးတင်လားဒါတော်လန်ရေးလုံးနေတဲ့ညီကုံသမားတွေစဉ်းစားကြည့်ပါသူကရဲဘော်ကိုပြောတယ်အဲ့ကလေးတွေကိုအရင်သူကလေးတွေဘယ်ကလာတာလဲသူကမေးတယ်ဒါမမေးသေးတဲ့စကားနော်သူမေးတယ်နောက်ပြီးတော့ကလေးတွေဒီမျက်နှာပြောင်ပုံနဲ့ရဲဘော်နဲ့ဗီဒီယိုပိုင်းကလေးလေးလှုပ်ပေးပါဆိုသူကတောင်းတယ်အဲ့ဒါမှန်တကယ်တော့သူမမေးသင့်မယ်မတောင်းသင့်တဲ့အရာကိုသူတောင်းလိုက်တာလေဘာလို့ဆိုတော့တော်လိုင်းလှုပ်တဲ့ရဲဘော်တွေကဒီထဲဝင်လာတဲ့ရဲဘော်တွေကသူတို့ဘဝတွေအသက်တွေတစ်ခါပဲပြီးမယ်လေဘာလို့မိသားစုတွေဒုက္ခရောက်ခံရမှာလဲသူဘယ်ရလာတာလဲနောက်ပြီးဒီကလေးတွေရဲ့မျက်နှာပြောင်ပုံနေဒါမလို့ဘူးလေရဲဘော်သူ့ကိုတက်ရင်ကဂုံယူမှတ်တမ်းလာတယ်ပြန်ထုတ်ပြီးပါရဲ့အဲ့လိုမျိုးဂုံယူမှတ်တမ်းလာတယ်ပြန်ထုတ်ပြီးပါရဲ့အလူရှင်ဂုံယူမှတ်တမ်းလာပေးလို့ရတယ်ရဲဘော်တို့ကဒီသူ့ဘာမှမပေးတာမှမဟုတ်နောက်ပြီးဒီပတ်စံရဲဘော်စားရတာလည်းမဟုတ်ဘူးလေဒါလူတိခေါ်ယူထားရဲဆိုရဲဘော်ကြီးမှအကုန်လုံးရှိတယ်အဲ့ဒါကိုသူကအဲ့ဗီဒီယိုပိုင်းကလေးမပေးလို့တဲ့သူမပေးကြင်အောင်ရဲဘော်ဘာပြောလဲကလေးတွေဘယ်လာတာလဲကလေးတွေကိုဒီမျက်နှာပြောင်ပုံနဲ့ဒါဗီဒီယိုပိုင်းကလေးလိုက်ရိုက်ပေးပါအလှရှင်သူကပေးခြင်းလို့ဆိုတော့အလှရှင်စုံစမ်းကြည့်တော့ရဲဘော်စုံစမ်းကြည့်ရတော့အလှရှင်ကဘောမတွေဖြစ်နေတယ်ရဲဘော်တို့နဲ့စန့်ကျင်ဘက်တွေဖြစ်နေတယ်အဲ့လိုစန့်ကျင်ဘက်တွေရှိတဲ့လူကိုရဲဘော်တို့ကလေးတွေရဲ့လုံခြုံရေးကလေးတွေရဲ့ဒါနေရဲ့ဒေတာတွေပြောပြလို့ရမလားအစမပြေဘူးလေဗျာရဲဘော်တွေမြေပြင်မှာတစ်ခါပဲရဲဘော်တို့ပဲအသေးခံမယ်နောက်ထပ်မိသားစုတွေတော့အသေးမခံနိုင်ဘူးလေအဲ့တော့ရဲဘော်မပေးဘူးရဲဘော်မပေးတော့သူကရဲဘော်အပြစ်မြင်တာရဲဘော်တောင်းသမျှဗီဒီယိုပိုင်းကလေးထဲမှာရဲဘော်မပေးတာအဲ့တစ်ခါပဲမပေးတာသူအလူခံပေးတဲ့ဥစ္စာမှန်တယ်ရဲဘော်ဂုံပြီးမှတန်းလာဂုံပြန်ထုတ်ပေးတယ်အဲ့တစ်ခါပဲဂုံပြီးမှတန်းလာထုတ်ပေးပြီးတော့ဗီဒီယိုပိုင်းကလေးမပေးဘူးရဲဘော်အဲ့တကယ်ပြောတာရဲဘော်တွေကိုယ့်ရှိကိုရောက်လာတဲ့ကလေးတွေလုံခြုံရေးအရာရဲဘော်မပေးလိုက်တာနောက်တစ်ခုရှိသေးတယ်တော်လန်ရေးညီကုံမနမားတွေဝိုင်းပြီးတော့တော်လန်ရေးအတွက်လှူဒန်းထားတဲ့ပတ်စံကိုဝေရန်မစားထားဘူးကျင်းသေးလားကိုဝေရန်တပြားတစ်ချက်မှကိုဝေရန်ကိုကျိုးမတုံးဆဲရတာကျင်းသေးလားကျင်းသိရဲဘော်နဲ့လာရှင်ရဲဘော်မှာအထောက်ထားတွေအကုန်ရှိတယ်မပိုင်မင်းနဲ့မသိကြပဲရဲဘော်ဘသူ့မှရမ်းမပြောဘူးတော်လန်ရေးရဲဘော်တော်လန်ရေးဘတ်တော်သားတွေရဲဘော်တယောက်ဆိုတယောက်တက်မိုးထားတယ်အထူးသဖြင့်ထောက်ဖို့လုပ်ပေးနေတဲ့ညီကောင်သမားတွေရဲဘော်ပို့ပြီးတက်မိုးထားတယ်ရဲဘော်တို့မြေပြင်မှာတိုက်ဖို့အတွက်ကတော်လန်ရေးထောက်ဖို့ညီကောင်သမားတွေကအရေးကြီးတယ်တော်လန်ရေးမှာထောက်ဖို့ရေးကြီးတယ်ရဲဘော်သိတယ်ဒါပေမဲ့တော်တော်ရဲဘော်မပြောခဲ့တာတွေဘာကြောင့်မပြောခဲ့တာဘာကြောင့်မချပြခဲ့တာမဖော်ထုတ်ခဲ့တာဆိုတော့တော်လန်ရေးညီကောင်သမားတယောက်ဆုံးရှုံးမှာဆိုလို့ဒါပေမဲ့ရဲဘော်ရဲ့မျက်နှာပုံမတ်တက်ထားတဲ့ပုံတွေတောင်မှကိုဝေရန်ကမတ်တက်တဲ့ပုံတွေတောင်မှscreenshot တွေယူပြီးရင် recording တွေယူကိုဝေရန်ချပြနေတာအဲ့တော့ကိုဝေရန်တတိမမှန်တာကိုရဲဘော်ချပြတာတော့ရဲဘော်မှာအပြစ်မရှိဘူးနောက်ပြီးတော့ကိုဝေရန်တဖြည်းဖြည်းနဲ့တတိမမှန်တော့ဘူးကိုဝေရန်တော်လန်ရေးအလုပ်လုပ်လို့တော့မဟုတ်တော့ဘူးမြေပြင်ရဲဘော်တွေကိုကိုဝေရန်လုံခြုံရေးတွေကိုထိပါလာပြီအဲ့တော့ရဲဘော်ချပြတာ
ကိုရန်အလှရှင်ရဲ့ပတ်စံနေမစားထားဘူးဆိုရင်ရဲဘော်လာရှင်းပါရဲဘော်ကိုရန်နဲ့စကားမများဘူးတခုချင်းစီရဲဘော်မေးမယ်ကိုရန်တခုချင်းစီဖြေကိုရန်မေးတော့ရဲဘော်တခုချင်းစီဖြေမယ်နော်ရဲဘော်တို့စကားများကြမလို့ဘူး